နာမည်မေးရင်ပြန်ထွက်လို့မရတဲ့နေရာမိသားစုဟာကားတစ်စီးနဲ့အိမ်ပြောင်းလာရင်လမ်းမသွားပါတယ်။တငယ်ချင်းတွေနဲ့ခွဲရလို့အိမ်ပြောင်းတာကိုသဘောမကျတဲ့ချီဟီရိုကကားနောက်ခန်းထဲမှာခွေခောက်ပြီးလိုက်လာပါတယ်။ရှေ့မှာတော်လန်းကိုမြင်ရသဖြင့်ဖြက်လမ်းပဲထင်ပြီးဆက်မောင်းလာခဲ့လိုက်ပါတယ်။လမ်းဘေးမှာပုံမှန်မဟုတ်တဲ့နတ်ကွန်းဟောင်းတွေဆွန့်ပစ်ထားတာကြောက်စရာကောင်းတဲ့ရုပ်ထုတွေကြောင့်လမ်းကလည်းကြမ်းကြမ်းနဲ့အမြန်ဖြတ်မောင်းလာရင်ဂိတ်ဝါတစ်ခုကိုရောက်လာပါတယ်။လမ်းမနေတာသိကြသလိုချီဟီရိုကလည်းအရန်ကြောက်နေပြီမို့ပြန်လှည့်ကြဖို့ပြောရမယ်။ကားထဲမှာပဲစောင့်နေခိုင်းပြီးမိဘတွေကကားပေါ်ကဆင်းပြီးခဏဝင်ဆက်စုပါတယ်။တယောက်တည်းမနေရတဲ့ချီဟီရိုလည်းလိုက်သွားရုံပဲတက်နိုင်ပါတယ်။အထဲကိုရောက်တော့လူသူရဲလို့တယောက်မှမရှိပဲမျိုးတစ်ခုဖြစ်နေပြီးစားတော့ဆိုင်မှာလည်းအစားအသောက်တွေရှိပေမဲ့ဆိုင်ရှင်ကိုအေးရောင်တော့မတွေ့ရပါဘူး။လန်ခီပင်မလာလို့အစားအသောက်မြင်တော့ဘိုက်ဆက်စာနဲ့ဆိုင်ရှင်ကိုအခေါ်ကြည့်ပေမဲ့မတွေ့တာကြောင့်နောက်မှပဲကြားတော့ရှင်မဲ့ဆိုပြီးထိုင်စားလိုက်ကြပါတယ်။တခုခုမှားနေရလို့ထင်တဲ့ချီဟီရိုကမစားဘူးတားပေမဲ့မိဘတွေကသူ့ကိုလှည့်တော့မကြည့်ပါဘူး။တားများတဲ့မိဘတွေစိတ်ဆိုးပြီးတယောက်တည်းထွက်လာပြီးဟိုဒီရှောက်ကြည့်နေတဲ့ချိန်ဟာကူဆိုတဲ့လူငယ်လေးတယောက်ကညမရောက်ခင်အမြန်ပြန်ဖို့နဲ့ဒီလိုမပြန်နိုင်ရင်အန်နီရဲ့ရှိကြောင်သတိပေးပါတယ်။မှောင်ရင်ပြိုးလာပြီးဖို့မိတွေကလည်းလင်းလာတာကြောင့်ဟာကူကအမြန်ဆုံးပြန်ဖို့တိုက်တော့ပါတယ်။ဟာကူရဲ့ပုံစံကနောက်နေတဲ့ပုံမပေါက်လို့ချီဟီရိုလည်းမိဘတွေကိုသတိပေးဖို့ပြေးသွားပေမဲ့သူပြန်ရောက်တဲ့အထိစားမြဲစားတဲ့မိဘတွေကလူမဟုတ်တော့ပဲဝက်တွေဖြစ်နေပြီဆိုတာကိုတွေးလိုက်ရပါတယ်။ဒီနေရာကလူတွေနေတဲ့နေရာမဟုတ်သလိုဒီစားတောက်တွေကလည်းလူသားတွေစားတောက်ကိုဖန်တီးကြတာမဟုတ်ပါဘူး။အရန်ကိုငယ်သေးတဲ့မိန်းကလေးတယောက်အတွက်ဒါခထိတ်လန့်မှုလုံလောက်တာကြောင့်ကြောက်နဲ့ပြေးမိပြေးရပြေးရင်သူတို့လာခဲ့တဲ့လမ်းမှာလာတော့ကမရှိခဲ့တဲ့မြေတစင်းရှိနေပါတယ်။အခုဆိုအပြင်မှာအလင်းအောင်လည်းမကြံတော့ပဲမှောင်လာပြီးဖြစ်သလိုလူမရှိရကန်းစီကိုမိရီထိန်နေတဲ့သင်္ဘောတစ်စီးကလည်းလာနေပါပြီ။သူမရဲ့လက်တွေကလည်းထိုးဖောက်မြင်ရတဲ့အထိတဖြည်းဖြည်းမှိမ့်မိန်ပြောက်ဝဲလာပါတယ်။သင်္ဘောပေါ်ကနေပူပူရှိရှိအရွယ်ဆုံးစိုက်စုံနဲ့ဝိညာဉ်တွေဆင်းလာတာကိုမြင်တော့ကြောက်လန့်တကြားပြေးလာရင်ဟာကူနဲ့ပြန်ဆုံပါတယ်။ချီဟီရိုဒီလောကနဲ့မသက်ဆိုင်တဲ့သူမို့သူပေးတဲ့ဒီလောကကအစားအသောက်ကိုမစားရင်အခုချက်ချင်းပျောက်ကွယ်သွားတော့မှာလို့ဟာကူကသတိပေးပါတယ်။မိဘတွေဝက်ဖြစ်သွားတာမြင်ထားလို့မစားရပေမဲ့ဟာကူကိုယုံလို့စားလိုက်ပါတယ်။ဒီတော့မှသူ့ခန္ဓာကိုယ်ကငကိုတိုင်းပြန်ဖြစ်သွားပါတယ်။ဒါပေမဲ့ဒါခဏတာပဲဖြစ်ပြီးပြန်ပြောင်းကွယ်မသွားဘူးဆိုရင်ဒီမှာအလုပ်တစ်ခုလုပ်နေမှရမယ်လို့ဟာကူကပြောပါတယ်။ဒီမှာအလုပ်လုပ်မှသာဒီလောကနဲ့သက်ဆိုင်သူဖြစ်သွားမှာပါ။အဲ့ဒီအချိန်ကောင်းကင်မှာပြန်သန်းနေရင်ကင်းလှည့်နေတဲ့လူကောင်းတဲ့ငှက်ကိုတွေ့ရတဲ့ကြောင့်ချီဟီရိုလက်ကိုဆွဲပြီးပြေးပုံးလာပါတယ်။ဒီနေရာကိုအုပ်ချုပ်နေသူကယူဘာဘာဖြစ်ပြီးခုနကကင်းလှည့်နေတာလည်းယူဘာဘာဖြစ်ပါတယ်။လက်ရှိမှာယူဘာဘာလက်ကနေပုံးနိုင်မှုအတွက် Bad House မှာအလုပ်လုပ်ခိုင်းဖို့ချီဟီရိုကိုခေါ်လာခဲ့ပါတယ်။ Bad House ဆိုတာနတ်ဝိညာဉ်တွေကိုဝန်ဆောင်မှုပေးဖို့ယူဘာဘာဖွင့်လာတဲ့အဲရိပ်သားကြီးပဲဖြစ်ပါတယ်။ဒီမှာအလုပ်လုပ်နေတဲ့သူတွေကယူဘာဘာရဲ့ထိန်ချုံမှုအောက်မှာရှိနေတာကြောင့်ဒီမှာရှိနေရင်ယူဘာဘာရဲ့တန်တရားဝင်တာကိုခံရမှာမဟုတ်ပါဘူး။အဲဒီကလူတွေအကုန်လုံးရဲ့နာမည်ကိုယူဘာဘာကယူထားလိုက်ပြီးနာမည်အသစ်တွေပေးထားတာကြောင့်ကိုယ့်နာမည်အရင်ကိုမေးသွားတဲ့အခါကိုဘသူဆိုတာကိုမမှတ်မိတော့ပဲအဲ့ဒီနေရာမှာကနေထာဝရပြန်နိုင်တော့မှာမဟုတ်ကြောင်းဒါကြောင့်ယူဘာဘာမရေးမိတဲ့ချီဟီရိုကိုအလို့သမားခိုးလို့ခိုင်းမှုခေါ်လာတာပါ။ဘတ်အောက်စ်ကိုခေါ်သွားဖို့အတွက်လူသားဆိုတာဘယ်သူမှမသိအောင်ခေါ်သွားပေးနိုင်မှုပဲဖြစ်ပါတယ်။ဒါကြောင့်ဝိညာဉ်တွေကြားထဲကနေတရားကိုဖျက်ကူးတဲ့အချိန်မှာချီဟီရိုစီကလူသားနဲ့မရအောင်ချီဟီရိုကိုအသက်အောင်နာခိုင်းတာပဲဟာကူကိုလာနှုတ်ဆက်တဲ့ဖားကြောင့်ကြောက်လန့်ပြီးအသက်ရှူသလိုဖြစ်သွားတဲ့အတွက်ဟာကူလည်းဘယ်သူမှမရေးမိခင်အထဲကိုအမြန်ခေါ်လာလိုက်ပါတယ်လူသားနဲ့ရသွားလို့ပုံမှန်ရှိတဲ့ဝိညာဉ်တွေကပြောင်းတက်အောင်ရှာနေကြပါတယ်ကြောက်လန့်နေတဲ့ချီဟီရိုလောလောဆယ်ပုံးနေဖို့အတွက်သူဆက်လိုက်လို့မရတာကြောင့်အစီအစဉ်တစ်ခုဟာကူကပြောပြပါတယ်ဒီရေချိုးရင်ကိုယူဘာလို့ခေါ်တဲ့စုံမကပိုင်တာဖြစ်ပြီးလမ်းမပြီးရောက်လာတဲ့လူသားတွေကိုတရိษံအဖြစ်ပြောင်းနိုင်တယ်လို့အဲဒီလူတွေရဲ့ဝိညာဉ်တွေကိုလည်းထိန်းချုပ်ပြီးအလုတ်ကျွေးပြုစေခိုင်းတတ်တဲ့သူပါဒီဘာမှမသိအောင်ပုံရင်အလုတ်ခိုးလို့ရမယ့်အစီအစဉ်ကတော့ရေချိုးရင်အပြင်ဘက်လှေကားကနေအောက်ကိုဆင်းသွားရင်ရင်နွေးကိုတည်နေတဲ့အဲ့ဒီခံရဲ့တာဝန်ကခမာချီစီမှာအလုတ်တစ်ခုရအောင်တောင်းဖို့လိုအပ်ပါတယ်ဒီမှာအလုတ်ရမှသာယူဘာရဲ့တန်တရားဝင်လာကိုမခံရမှာပါဒီနေရာကအဆောက်အုံရဲ့အောက်ဆုံးပဲဖြစ်လို့ယူဘာတော်ရုံမလာတဲ့နေရာဖြစ်ပါတယ်ချီဟီရိုလည်းလက်ရမ်းမပါတဲ့လေကားတွေကိုခယူးဆိုင်ဆင်းပြီးအခန်းထဲရောက်တော့လက်ချောက်ဖက်နဲ့ခါချီမာကိုတွေ့ရပါတယ်။ဟာကူမာလိုက်တဲ့အတိုင်းအလုပ်ရဖို့လိုအပ်လို့အလုပ်တောင်းပေမဲ့သူ့မှာလူမလူတာကြောင့်အလုပ်လုပ်ပေးနေတဲ့အကောင်လေးတွေကိုစာလာကျွေးတဲ့လင်းနဲ့ပဲထည့်ပေးလိုက်ပါတယ်။ဒါကြောင့်လင်းနဲ့အပေါ်ကိုပါသွားပြီးမူလစီစဉ်တိုင်းမဟုတ်တော့လို့ချီရိုရဲ့မျက်နှာစိတ်ပူပန်မှုအပြည့်ဖြစ်နေပါတယ်။နောက်ဆုံးတော့အလုပ်လုပ်ဖို့ယူဘာနဲ့ပဲထိတ်တိုက်တွေ့ခဲ့ရပြီးယူဘာရဲ့အစီကနတ်ဆိုးကောင်း၃လုံးကိုတွေ့ရလို့ချီဟီရိုကြောက်လန့်နေပါတယ်။ဒီထက်ကြောက်စရာကောင်းတာကယူဘာကချီဟီရိုလူသားဆိုတာကိုသိနေပြီးမိဘတွေဝက်ဖြစ်နေတာကိုလည်းသိနေခဲ့ပါတယ်။ချီဟီရိုရဲ့ပုံစံကကလေးပဲရှိသေးတဲ့ကြောင့်သူ့အတွက်အသုံးမတည့်လို့ဝက်ဘွားကိုပဲပြောင်းပေးချင်နေပါတယ်။ဝက်ဘွားပြောင်းလိုက်ရင်လူပြန်မဖြစ်နိုင်သလိုအလုံးမရရင်လည်းပျောက်ကွယ်သွားနိုင်လို့အလုံးရဖို့ကိုချီဟီရိုကတောင်းဆိုပါတယ်။ယူဘာကြောက်တာကသူ့ကလေးပဲဖြစ်ပြီးနိုးသွားတဲ့ကလေးရဲ့အော်ဟင်းကိုလာပါတယ်။ယူဘာကချီဟီရိုကိုအလုံးစာချုပ်ကိုထုတ်ပေးလိုက်ပြီးစာချုပ်မှာလည်းချီဟီရိုဆိုတဲ့နာမည်ကိုမော်ပညာနဲ့သိမ်းယူလိုက်ပြီးဆမ်လို့နာမည်ပြောင်းလိုက်ပါတယ်။ပြီးတာနဲ့ဟာကူကိုခေါ်ခိုင်းလိုက်ပြီးဆမ်ကိုအလုံးနေရာတွေလိုက်ပြဖို့ခိုင်းလိုက်ပါတယ်။ဟီချီရိုကိုယူဘာစီမှာမြင်လိုက်တဲ့ကသူတို့အစီအစဉ်အလုံးမဖြစ်ခဲ့ဘူးဆိုတာဟာကူသိလိုက်ရပါတယ်။ဟာကူရဲ့ပုံစံကစသိတဲ့ကပုံစံနဲ့မတူသလိုမသိသလိုလုံးနေလို့လင်းကိုမေးကြည့်တော့မှဟာကူကယူဘာခိုင်းသမျှမကောင်းတာတွေကိုလုံးနေရတာဆိုတာသိလိုက်ရပါတယ်။
ညဘက်ဆမ်ကိုတရားမှလာတွေ့ဖို့နဲ့မိဘတွေရှိတဲ့နေရာကိုခေါ်သွားပေးမယ်လို့လာပြောသွားပါတယ်ဆမ်တရားကိုဖြတ်တော့မျက်နှာမရှိတဲ့ဝိညာဉ်တစ်ကောင်နဲ့ဆုံခဲ့ပြီးမမြင်ကြအောင်ဆောင်လိုက်ပြီးဟာကူစီကိုရောက်အောင်သွားခဲ့ပါတယ်ဟာကူခေါ်သွားတဲ့နေရာမှာလုံးဝကိုဝက်ဖြစ်ပြောင်းသွားပြီးအိပ်ပျော်နေတဲ့ဆမ်ရဲ့မိဘတွေကိုတွေ့လိုက်ရတာကြောင့်စိတ်ထိခိုက်တဲ့ဆမ်ကမိဘတွေကိုပြန်ကယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ငိုနေတဲ့ဆမ်ကိုသူမရဲ့အဝတ်ဟောင်းတွေကိုပေးပြီးမင်းအိမ်ပြန်တဲ့အခါဒါတွေလိုအပ်လိမ့်မယ်လို့ဟာကူကပြောပါတယ်ဝတ်စားတွေကိုယူလိုက်တော့အဝတ်ထဲမှာသူ့နာမည်အရင်ဖြစ်တဲ့ချီဟီရိုဆိုတဲ့နာမည်ကိုသူမမမေ့အောင်ရေးမှတ်ပေးထားတာကိုတွေ့လိုက်ရပါတယ်အခုတော့နာမည်အရင်ကိုမေ့နေတဲ့ဆမ်ကကပ်ပြားဘော်ကနာမည်ကြောင့်သူ့နာမည်ကိုပြန်မှတ်မိသွားပါတယ်ယူဘကနာမည်ရင်းကိုခိုးယူပြီးလူတွေကိုထိန်းချုပ်ထားတာဖြစ်ကြောင်းနာမည်ရင်းကိုလိုအပ်ထားဖို့နဲ့မိသွားရင်အိမ်ပြန်လန်းကိုဘယ်တော့မှရှာတွေ့မှာမဟုတ်ဘူးလို့ဟာကူကသတိပေးလိုက်ပါတယ်။ဟာကူကလည်းနာမည်ရင်းကိုမေးလို့ယူဘထိန်းချုပ်တာကိုခံရသူဖြစ်ပါတယ်။ဆမ်လည်းဝမ်းနဲ့လုံးလုံးဟာကူကျွေးတာတွေကိုစာရင်ကိုချလိုက်ပါတယ်။အပြန်လန်းမှာနောက်ကလိုက်မလာပဲတရားထိတ်မှကျန်ခဲ့တဲ့ဟာကူကိုလှည့်ကြည့်လိုက်ချိန်မှာဟာကူကငကားပြူကောင်ဖြစ်ပြောင်းသွားပြီးကောင်းကင်ပေါ်ပြန်တက်သွားတာကိုဆမ်မြင်လိုက်ရပါတယ်။မနက်မိုးလင်းတာနဲ့နာမည်မေ့နေတဲ့လုံသမားများစွာကအလုံးလုံးဖို့တန်းစီနေရပြီးဒီနေ့အတွက်ဆမ်တို့အလုပ်လုပ်ရမယ့်အရာကရေချိုးစရုံကြီးကြီးကိုတန်ရှင်းပြုလုပ်ရမှာဖြစ်တယ်လို့လူသမားကောင်းဆောင်ကလာပြောသွားပါတယ်။တန်ရှင်းလောကကနေထွက်လာတဲ့ရည်ညစ်တွေကိုတကားဖွင့်ပြီးတွန်နေတဲ့ဆမ်ကမျက်နှာမဲ့ဝิญဉ်နဲ့ထပ်ဆောင်လိုက်ရပြီမဲ့အထဲဝิญဉ်လို့ထင်ပြီးတကားကိုပြန်မပိတ်ပဲဖွင့်ထားပေးလိုက်ပါတယ်။ရေချိုးကန်ကတော်ရုံညစ်ပတ်တာမဟုတ်ပဲသုံးမိပြကြာပြီဖြစ်တဲ့ရေချိုးကန်ရဲ့အမိုက်တွေရည်ညစ်တွေကိုတိုက်ပေးနေရပါတယ်။မတုံးတာကြတဲ့ရေချိုးကန်ကိုအခုလိုတန်ရှင်းလုပ်ရတာကအထူးဧည့်သည်တယောက်လာမှကြောင်းပဲဖြစ်ပါတယ်။တန်ရှင်းပြီးတာကြောင့်ကန်ထဲမှာရေဖြည့်ဖို့အတွက်လိုအပ်တဲ့တဝင်းကပြားကိုလင်းကသွားယူခိုင်းပေမဲ့တစ်ဖက်ကတမင်မပေးပါဘူး။ဒီချိန်မျက်နှာမဲ့ဝิญဉ်ရဲ့အကူအညီနဲ့ဆမ်ကပြားရလာပါတယ်။တလက်စားတဲ့ကပြားအသုံးပြုပုံကိုလင်းကသင်ပြပြီးဒီကပြားကအောက်မှာရှိနေတဲ့ခါမချီစီရောက်သွားရင်ရေပူတွေကျလာမယ်ကြောင်းရှင်းပြပါတယ်။မျက်နှာမဲ့ဝิญဉ်ကဆမ်ကိုနောက်ထပ်ကပြားတွေအများကြီးလာပေးပါတယ်။ဆမ်က$9တစ်ခုတည်းမလိုဘူးညင်းပေမဲ့ထားခဲ့ပြီးပျောက်သွားပါတယ်။အဲ့ဒီချိန်မှာတော်တော်လေးပုတ်စော်နံနေတဲ့အကောင်ကရောက်လာခဲ့ပြီးသူ့ရဲ့အနံဆိုးတွေကဆမ်တို့လင်းတို့စားမဲ့ထမင်းအောင်ချက်ချင်းတိုးသွားခဲ့ရတဲ့အထီအောင်ဆိုးရပါတယ်။ပုတ်စော်နံနေတဲ့ဧည့်သည်ကိုဆမ်တို့ရေချိုးပေးဖို့ယူဘာကတာဝန်ပေးပါတယ်။ညက်ပတ်လွန်တာကြောင့်ရှိတဲ့ရေနဲ့မလောက်လို့နောက်ထပ်ရေပူတွေကိုကပြားတွေအများကြီးပေးပြီးတောင်းခဲ့ရပါတယ်။ခုနကမျက်နှာမဲ့ပေးသွားတဲ့ကတ်တွေကအသုံးဝင်လာခဲ့ပါတယ်။ဒီလောက်များတဲ့ကတ်တွေသူမပေးထားလို့ကြီးကျက်ရေမှုတော့အံ့ဩနေပါတယ်။နန်စော်နေတဲ့ကောင်ကြီးကတကယ်တော့မြစ်ဆောက်နေတာပါဖြစ်ပြီးလူတွေစီကဆွန့်ပစ်ခဲ့တဲ့အမိုက်တွေနဲ့အငြင်းကြီးတွေကြောင့်ဒီလိုဖြစ်နေတာပါတန်ရှင်းလုပ်ပေးရင်းနဲ့မြစ်ဆောက်နှက်ကိုထိုးဆိုင်နေတဲ့အချောင်းတစ်ချောင်းကိုဆန်းပြီးသွားလို့ဂျိုနဲ့ရှင်းသမျှအလုံးသမားအားလုံးကတက်ညီလက်ညီနဲ့ဝိုင်းဆွဲနှုတ်ပေးလိုက်ပါတယ်ဒီတော့မှမြစ်ထဲမှာရှိတဲ့တန်လိုတန်စားတွေပါဝင်ရှင်းသမျှအငြင်းကြီးတွေထွက်လာခဲ့ပါတယ်တန်ရှင်းသွားပြီဖြစ်တဲ့မြစ်ဆောက်နှက်ကဆမ်ကိုကျေးဇူးတင်တာကြောင့်ဆေးလုံးတစ်လုံးလက်ဆောင်ပေးခဲ့ပြီးငကားတစ်ကောင်အသွင်နဲ့ပြန်ထွက်သွားပါတယ်ထွက်ကြလာတာကအမိုက်တစ်ခုတည်းမဟုတ်ပဲအမိုက်ထဲမှာရွှေလိုရွှေသားတွေပါကျန်နေခဲ့တာပါဒါကြောင့်ယူဘာနဲ့ဆိုင်ကကျန်တဲ့အလုပ်သမားတွေကဆမ်ကိုချီးကျူးကြပါတယ်ယူဘာကကြားနေတဲ့ရွှေလိုရွှေသားတွေကိုကောက်ထားတဲ့သူရှိရင်သူ့စီလာဖို့ပြောသွားပါတယ်သူ့အတွက်ဘာမှမရှိပေမဲ့ကျန်တဲ့သူတွေအတွက်သဘောကျစရာဖြစ်နေတဲ့ရွှေတွေကိုမျက်နှာမဲ့ဝင်းကျင်ကအများကြီးကောက်ထားလိုက်ပြီးဖားကိုစီယုံပြီးဖန်ဆားလိုက်ပါတယ်လူတွေကိုလည်းငါဘိုက်စာနေသလိုရေလဲချိုးကျင်တာကြောင့်အဲ့ဒါတွေလုပ်ပေးမဲ့သူကိုဒီရွှေတွေပေးမယ်ဆိုပြီးကြေညာလိုက်ပါတယ်ဆိုင်မှာရှိတဲ့ဝန်ထမ်းတွေကမျက်နှာမဲ့စားဖို့အလူရက်ချက်နေကြတဲ့အချိန်ဆမ်ကစိတ်ဝင်စားပဲသူ့အဖေမိကိုကဲဖို့ပဲသူ့ကောင်းထဲမှာရှိပါတယ်အပြင်ဘက်မှာငကားအပြင်ပြောင်းသွားတဲ့ဟာကူကိုစက်ကူငှက်တွေတိုက်ခိုက်နေတာတွေ့လို့ငကားအထဲဝင်လာတဲ့အချိန်စက်ကူငှက်တွေလိုက်မလာနိုင်အောင်ဆမ်ကလှင်းလှင်းမြန်မြန်တကားကိုပိတ်လိုက်ပါတယ်။ဒဏ်ရာတွေနဲ့ငကားကယူဘဘရှိရဲ့အခန်းစီကိုတက်သွားပါတယ်။ဒါကိုမြင်တော့ဆမ်လည်းယူဘဘရှိရဲ့အခန်းစီကိုလိုက်သွားပါတယ်။ပြေးနေတဲ့ဆမ်ရဲ့ခန္ဓာကိုယ်ကစက်ကူငှက်တစ်ကောင်ကပ်ပါလာပါတယ်။အောက်ထပ်မှာတော့လူတွေရှုပ်ရှက်နေပါတယ်ဆမ်ကိုအစားတွေကသဘောကျတယ်မျက်နှာမဲ့ဝင်းကျင်ကရွှေအများကြီးပေးပြီးတခြားသူတွေထက်ဆမ်လှုပ်ပေးတာကိုလူချင်းချောင်းပြောပြီးမယ်ဆမ်ကလက်ရှိမှာအလင်းလိုနေတဲ့ကြောင့်ညင်းလိုက်ပြီးဆက်ထွက်လာခဲ့ပါတယ်စိတ်ဆိုးသွားတဲ့မျက်နှာမဲ့ဝင်းကျင်ကမြင်သမျှလူတွေအကုန်လုံးကိုစားပစ်ပါတယ်ယူဘရှိရဲ့အခန်းကဝင်းကျင်တိုင်းဝင်လို့ရတဲ့နေရာမဟုတ်တဲ့အတွက်ဆမ်ခက်ခဲနဲ့သွားခဲ့ရပါတယ်ပိုင်လိုင်းပေါ်ကနေဗရင်းမောင်နာရောက်တဲ့အထိတကားတွေကဖွင့်ပြပဲအထဲကိုဝင်မှုခတ်နေတာကြောင့်စက်ကူငှက်အထဲဝင်သွားပြီးတကားကူဖွင့်ပေးလိုက်ပါတယ်သူမရောက်သွားခဲ့တာကယူဘရဲ့ခလေးအခန်းဖြစ်ပြီးအခန်းအပြင်မှာယူဘရဲ့အတန်ကြားနေရကြောင်းခိုးနှားထောင်ကြည့်လိုက်ပါတယ်ဒီမှာယူဘကဟာကူကိုနောက်ထပ်အသုံးမလိုတော့တာကြောင့်ရင်နှွေးငွေခန်းထဲကိုတွန်းချလိုက်ဖို့သူ့ရဲ့ခေါင်းသုံးလုံးကိုခိုင်းနေတာကြားလိုက်ရပါတယ်အဲ့ဒီချိန်ယူဘကသူ့ကလေးခန်းထဲကိုဝင်လာတာကြောင့်ဆမ်လည်းတွေ့ရဝင်ပုံလိုက်ကမှခေါင်းတွေပုံထားတဲ့အောက်မှာယူဘရဲ့ကလေးရှိနေခဲ့ပါတယ်ကလေးကဆမ်လက်ကိုမလွတ်တာကြောင့်ကြောက်လန့်အောင်လက်ကသွေးတွေကိုပြပြီးထွက်ပြေးလာလိုက်ရပါတယ်။အဲ့ဒီချိန်ငကားနာကိုပြေးသွားပြီးတွန်းချမဲ့ခေါင်းသုံးလုံးကိုမောင်းထုတ်လိုက်ပါတယ်။ဒီချိန်ကလေးကြီးကလည်းအပြင်ကိုထွက်လာပါတယ်။ဒီမှာစက်ကူငယ်လေးယူဘအသွင်ပြောင်းပြီးကလေးကြီးကိုမှော်ဆွဲနဲ့ကြွက်ကလေးအဖြစ်ပြောင်းပြီးခေါင်းသုံးလုံးကိုတော့ကလေးကြီးအဖြစ်ပြောင်းလိုက်ပါတယ်။တကယ်တော့သူမကယူဘမဟုတ်ပဲယူဘရဲ့အမွှာညီမတနီဗာဖြစ်ပါတယ်။ဆမ်ဘက်ကိုလှည့်ပြီးဟာကူကိုသူ့စီအပ်ဖို့နဲ့ဟာကူကသူ့စီကစီရင်ထားတဲ့
ရွှေတစိမ့်တုံးတစ်ခုကိုခိုးထားတယ်လို့ပြောပါတယ်စက်ကူငှက်ကိုအမီးနဲ့ရိုက်လိုက်တဲ့အချိန်ဗနီဗာပျောက်ကွယ်သွားပြီးသူတို့အားလုံးလည်းရင်နှွေးငွေ့ခန်းတွေကိုကြာသွားပါတယ်ရင်နှွေးငွေ့ခန်းတွေကခမာကြီးပြောပြလို့ဟာကူကတခုခုမျိုးချထားမိလို့အခုလိုမျိုးဖြစ်နေတာလို့သိလိုက်ရတဲ့ဆမ်ကရစ်စောင်းနဲ့ပေးတဲ့စီလုံးကိုတော်ဝက်ခွဲပြီးဟာကူပါဇက်တွေကိုအတင်းထိုးထည့်ပေးလိုက်တော့မှဟာကူမျိုးချထားတဲ့အရာကပြန်ထွက်လာခဲ့ပါတယ်ဟာကူအန်လိုက်တဲ့ထဲမှာတစိမ့်လုံးတစ်ခုနဲ့အတူကောင်းလေးထွက်လာခဲ့ပါတယ်ကောင်းလေးကိုတော့ဆမ်ကနင်းတက်လိုက်ပါတယ်တစိမ့်လုံးကိုမြင်မြင်ချင်းစနီဗာရဲ့တစိမ့်လုံးမှတန်းသိလိုက်ပါတယ်စီလုံးကြောင့်ဟာကူအနိုင်ခဲ့ပေမဲ့သတိပြန်လဲမလာသေးပါဘူးဒါကြောင့်ပဲစနီဗာကိုတစိမ့်လုံးသွားပြန်ပေးပြီးတောင်းပန်ဖို့အတွက်ခမာကြီးကိုနေရာမေးပါတယ်ခမာကြီးကသူနှစ်ပေါင်းများစွာတင်ထားတဲ့ရထားလက်မှတ်ကိုထုတ်ခဲ့ပြီးဘူတာကိုတော့လင်းကိုလိုက်ဖို့ခိုင်းလိုက်ပါတယ်အပေါ်တက်ကိုတက်သွားချိန်မှာတော့အပေါ်မှာမျက်နှာမဲဝင်းကျင်တောင်းကျမ်းနေပြီးကြီးကြပ်ရည်မှုကမင်းနဲ့မဲပဲမေးနေတယ်လို့ပြောပါတယ်အထီးကျန်တယ်လို့ပဲပြောနေတဲ့မျက်နှာမဲဝင်းကျင်ကိုဆမ်လည်းအထက်ကိုဝင်တွေးလိုက်ပါတယ်ငါကခီးဝေးတစ်ခုသွားရမှာဖြစ်လို့မင်းလိုချင်နေတာကိုအခုလုပ်ပေးနိုင်မှာမဟုတ်ဘူးလို့ဆမ်ညင်းလိုက်တဲ့အချိန်ဒေါသထွက်သွားတဲ့မျက်နှာမဲဝင်းကျင်ကဆမ်ကိုပါတိုက်ခိုက်ပါတယ်ဆမ်လည်းမျက်စောက်နဲ့ရဲ့လက်ကျန်ဆေးတစ်ဝက်ကိုပါဇက်ထဲထည့်လိုက်တော့မှစားရသမျှလူတွေပြန်အန်ကြလာပြီးမျက်နှာမဲဝင်းကျင်လည်းငကိုအရွယ်ပြန်ကျုပ်သွားပါတယ်လင်းလိုက်ဖို့ပြီလို့ဘူတာကိုသွားတဲ့လမ်းတစ်လျှောက်မှာနောက်ကနေတကောက်ကောက်လိုက်ပါလာတဲ့မျက်နှာမဲဝင်းကျင်ကိုဘူတာမှာဆမ်ကိုထားခဲ့ပြီးပြန်လာတဲ့လင်းကဆမ်ကိုပြဿနာရှာရင်သူနဲ့တွေ့မယ်လို့ကြုံသွားပါတယ်တကောက်ကောက်လိုက်နေလို့ရွေးစရာမရှိပဲယထာဘော်ကိုခေါ်သွားခဲ့ပါတယ်ဒီလိုနဲ့ဇနီဗာအိမ်ကိုရောက်တော့အကြောင်းစုံကိုရှင်းပြပြီးယူဘာခိုင်းလို့လောက်ရတဲ့အတွက်ခွင့်လွှတ်ပေးဖို့တောင်းဆိုပါတယ်ပြီးတော့တစိမ့်တုံးနဲ့အတူထွက်လာတဲ့ကောင်လေးကိုတော့တက်လိုက်မိတယ်လို့ဝန်ခံနေတော့ဇနီဗာကအဲ့ဒါသူထည့်ထားတာမဟုတ်ပဲသူညမထည့်ထားတာလို့ပြောရင်ရှီမောနေပါတယ်အဲ့ဒီချိန်ဟာကူသတိရလာပြီးဟာကူမသေးသေးလို့ယူဘာအံ့ဩနေပါတယ်ဟာကူကဆန်းခမားကိုလှဲကွက်သုံးသွားပြီဆိုတဲ့စကားကြောင့်သူ့နဘေးကအစာတွေစွတ်စားနေတဲ့သူကသူကလေးမဟုတ်ပဲခေါင်းသုံးလုံးဆိုတာသိလိုက်ရပါတယ်ဒါဆိုလက်ရှိသူကလေးဗမာလဲဆိုပြီးဟာကူကိုရန်ရှာပါတယ်ဟာကူကဆမ်ကားတွေကိုလူပြန်ဖြစ်အောင်လုပ်ပေးမယ်လို့ကြည်ပေးရင်သူ့သားကိုပြန်ရမယ်လို့ဘေးယူလှုပ်လိုက်ပါတယ်ဇနီဗာကမိုးချုံနေပြီမို့ဒီညတော့ဒီမှာပဲအိတ်လိုက်ဖို့ပြောပြီးမဲ့ဟာကူနဲ့မိဘတွေကိုစိတ်ပူပန်နေတဲ့ဆမ်ကမအိတ်နိုင်ခဲ့ပါဘူးဇနီဗာကသူအခုပဲလှုပ်ထားတဲ့မော်ကောင်းစည်းကွင်းလေးကိုလက်ဆောင်ပေးလိုက်ပါတယ်အဲ့ဒီအချိန်အပြင်ဘက်မှာဟာကူရောက်နေပြီနေပြန်ကောင်းနေတဲ့ဟာကူကိုမြင်တော့ဘာမှမဖြစ်လို့ဆမ်ဝမ်းသာနေပါတယ်ဇနီဗာကသူ့စိတ်နဲ့လှုပ်တာမဟုတ်ပဲသူညမခိုင်းလို့လှုပ်ရတဲ့ကြောင့်ဟာကူကိုခွင့်လွှတ်ပေးလိုက်ပြီးမျက်နှာမဲကိုတော့သူ့ကိုကူညီရင်သူနဲ့နေခဲ့ဖို့ပြောပါတယ်ကောင်းကင်ဘော်ရောက်မှသူ့ရဲ့နာမည်အရင်ချီဟီရိုဆိုတာကိုအော်ပြောပြလိုက်ပါတယ်ငကားစီးပြီးပြန်လာမှတခုခုကိုသတိရသွားတဲ့ဆမ်ကသူငငယ်ကမြစ်ထဲပြုတ်ကျခဲ့ပြီးကယ်တင်ပေးခဲ့ဘူးတာကိုသတိရသွားပါတယ်အဘော်ကပြန်တန်းရင်အောက်ကမြင်ကွင်းကိုလှမ်းပြပါတယ်အရင်ကဒီနေရာမှာမြစ်တစင်းရှိခဲ့ပြီးအခုကတော့အိမ်ယာတွေနဲ့မြို့ကြီးဖြစ်နေပါပြီအဲ့ဒီမြစ်နာမည်ကခိုအာခုဖြစ်တာကြောင့်မင်းနာမည်ကလည်းခိုအာခုမှတ်လားလို့မေးလိုက်တဲ့အချိန်မှာမြစ်ဆောင်နှစ်ဘဝကတော့ကဆမ်ကိုပါကဲခဲ့ဘူးပြီးသူ့နာမည်ကလည်းခိုအာခုဆိုတာကိုမှတ်မိသွားတာကြောင့်ယူဘာရဲ့ချိန်သာကနေလွတ်မြောက်သွားခဲ့ပါပြီချိန်သာလွတ်မြောက်သွားတဲ့နောက်လူဖြစ်ပြောင်းသွားတဲ့ဟာကူကကျေးဇူးတင်စကားတွေပြောနေပါတယ်ပြန်ရောက်လာတဲ့ချိန်လုံသမားတွေအားလုံးကသူတို့ကိုထွက်ကြုံနေပြီးယူဘာကတော့သူလားကိုပြန်ရပြီးတဲ့နောက်ဂရိတရားပါပြီမဲ့တခုခုတော့ညစ်ချင်သေးတဲ့အတွက်ဝတ်တွေအများကြီးတွေကမှအဖေနဲ့မေကိုရွေးဆိုပြီးရွေးခိုင်းပါတယ်ဆမ်ကဒီတဲကတယောက်မှမဟုတ်ဘူးလို့ညင်းလိုက်တာကြောင့်အပြေမှန်သွားတဲ့အတွက်စာချုပ်ကိုဖျက်သိမ်းပေးလိုက်ရပါတယ်ယူဘာကလွယ်ရင်အလုံသမားတွေအားလုံးကပျော်နေကြပါတယ်လွတ်လပ်သွားပြီဖြစ်တဲ့ဆမ်ကိုတကားအဝါထိဟာကူကလိုက်ပို့ပေးပြီးနောက်ပြန်လှည့်မကြည့်ဖို့လဲမှားပါတယ်အောက်ဘက်ကိုဆင်းလာတော့မိဘတစ်ပါးကဘာမှမသိသလိုဘာမှမဖြစ်ခဲ့သလိုနဲ့ချီဟီရိုကိုတောင်ရှောက်သွားလို့စူနေတာကြောင့်သူပဲအိမ်မက်မက်တာလားလို့ထင်ပေမဲ့အပြင်ဘက်မှာကားကသူတို့စိတ်ထဲခဏပဲရက်ခဲ့တာဖြစ်ပေမဲ့တကယ်တမ်းမှာကားကနှစ်ပေါင်းများစွာရက်ထားသလိုဖြစ်နေပါပြီမသေးချာမရေမရာဖြစ်နေတဲ့ဟီချီရိုအတွက်ဒီဖြစ်ရကတကယ်ဖြစ်ခဲ့သလားခေါင်းစည်းကွင်းလေးကတက်သေးပါပဲအရင်ကကြောက်တတ်တဲ့သူမကဒီတစ်ချိန်ကားတဲ့ကိုပြန်ထိုင်လိုက်ချိန်မှာအရင်လိုမဟုတ်တော့ပဲကြောက်တတ်တဲ့ကလေးကနေစိတ်ခိုင်မာပြီးတာဝန်ယူတတ်တဲ့လူတစ်ယောက်ဖြစ်လာခဲ့ပါတယ်အခုတော့ကားလေးကသူတို့နေတဲ့မြို့သစ်ကိုဆက်ပြီးထွက်ခွာသွားကြပါပြီ။